ကယ်လို့မတည်သေးရင်လည်းမတည်သေးတဲ့လူနာရှိလို့ရှိတယ်တခါတည်အောင်လာရှင်းပလိုက်တက်အေဒီကအပြင်ထွက်ဒိုးညာမြင်းတော့မျက်နှာပေးနေကျွန်တော်တို့ပြောထားပြီးသားမျက်နှာပေးနေမင်းတို့ထူးထူးထူးရိုက်စီလိုက်ရိုက်အဲ့ဒီဒိုးညာရွာကိုကျွန်တော်တို့သွားချင်းခိုင်းတာအဲ့ဒီဒိုးညာရွာလေးပါကျွန်တော်သွားချင်းနေဆိုတော့အဲ့ဒီတလေးရောက်ရင်ဘာမှမထူးတော့ပြန်ခောက်လာခဲ့တယ်အဲ့ကျွန်တော်ဆွမ်းနေတိုင်းသားရွာလေးထိုင်းသားရွာလေးကျွန်တော်နေတယ်နေပြီးတာနဲ့နောက်ဒီမနေ့ကျကျွန်တော်အဲ့2နာရီခွဲဆိုရင်ကျွန်တော်ကအသင့်ပြရတယ်စနေပိုင်းမနေ့ပိုင်းအဲ့ဒီနေ့ထုတ်ထိတ်တယ်မနေ့က4နာရီခွဲဆိုတာနဲ့အဲ့ဒီမနေ့ကသွားတဲ့ရွာပေါ့အဲ့ဒိုးညာရွာကိုကျွန်တော်ပြန်ပြီးသွားခိုင်းတယ်တော့ပြန်သွားတယ်သွားတဲ့အချိန်မှာကျွန်တော်သွားတဲ့အချိန်မှာဒိုးညာမျိုးသားတွေက73 74ခလေးကယောက်ျားလေးဆိုမရှိတော့ဘူးအကုန်တော့အကုန်ထွက်ပြီးအကြံခဲ့မှာအဲ့ဟိုအဖွားကြီးတော့ပဲအဖွားကြီးတော့မရှိဘူးဒိုးညာဒီမျိုးသားတော့မရှိဘူးမျိုးသမီးဖွားကြီးတွေနဲ့ခလေးငယ်လေးတွေပြီးကိုင်းတော့မျိုးသမီး2ယောက်3ယောက်ကျွန်တော်တွေ့တယ်ရွာလေးကခက်သေးသေးပါပဲခမန်းကြီးဘယ်လောက်ရှိပဲအင်ဂျင်ရှိလို့ရှိရင်အင်ဂျင်460ပေါ့အဲ့တော့လည်းမများဘူးခက်သေးသေးလေးပဲရွာလေးကရွာတိုင်းရှိလေးပေါ့အဲ့နဲ့ကျွန်တော်ကြတော့လက်ကြီးသွားဆိုကျွန်တော်ရှိမှအဲ့လေခွင်း5ခွင်းလောက်ရှိတယ်အဲ့လေခွင်း5ခွင်းရဲ့ကျွန်တော်ညာဘက်ထောက်မှာကျွန်တော်တောင်ကုန်းလေးရှိတယ်တောင်ကုန်းလေးကကျွန်တော်ဒီအဲ့60 81တို့ကျွန်တော်ဆက်လက်ပါဆိုတော့အဲ့ဖွဲ့တွေပါကျွန်တော်လည်းစိုးခိုင်းတာပေါ့ကျွန်တော်ဟောတော့190တော့ပါအောင်ကျွန်တော်60တော့ကျွန်တော်စင်ခိုင်းထားတယ်81တို့အဲ့ဒါစင်ထားတယ်ကျွန်တော်ကစင်ထားလိုက်တာလည်းပြည့်မဲ့လူကသူရှိပြီးသားတာကျွန်တော်စင်ထားပြီးတော့ဆိုတော့မြင်းချင်ရေရှင်တာဝေးတွေတာဝေးမြင်းချင်ကျွန်တော်ချိန်ပြပြီးတာနဲ့ရွာထဲနဲ့ဟိုဘက်ကကျွန်တော်တို့ကိုယ်စိုးမိုးနိုင်တဲ့ကုန်းကိုကျွန်တော်ချိန်ပြထားတာပဲအဲ့ဒါကိုမြင်းချင်တာဝေးကျွန်တော်ချိန်ပြထားရင်ကျွန်တော်ချိန်ထားတယ်ပြီးရင်ကျွန်တော်လည်းကြီးပါဆက်လိုက်တယ်ကျွန်တော်ကျင်းနေတူးနေကျွန်တော်အဲ့ရွာထဲကိုစိုးမိုးထားတယ်ပေါ့နော်အဲ့နဲ့နေရင်းနဲ့တတိကိုကျွန်တော်နေတာပေါ့နေတဲ့အဲ့ကျွင်းကြောက်တယ်ကျွန်တော်တို့ညနေခင်း3နာရီခွဲ4နာရီလောက်ကြာတော့အဲ့ဒီထဲမှာမျိုးသမီး9ယောက်10ယောက်ရှိအရှိမှာကျွန်တော်ရဲဘော်တွေကအဲ့ဒီတဲလေးတော့ဝင်ပြီးမှအဲ့ဒါနဲ့ဒီဒွေးကြမျိုးသမီးတွေကကြောက်လို့နောက်ခွေထွက်ပြေးတာပေါ့ထွက်ပြေးတဲ့အချိန်မှာမှလည်းကျွန်တော်ရဲအဲ့မှာကျွန်တော်သွားတဲ့အချိန်မှာလည်းကျွန်တော်ဒီတက်တယ်ကိုပြီးရဲတွေပါသေးတယ်ရဲတွေပူပေါင်းရဲက4-5 6ပါတယ်ရဲ4-5 6နဲ့ကျွန်တော်ဖွဲ့စစ်သားအင်အား25-30လောက်ပါတာပေါ့အဲ့ဒါပူပေါင်းပြီးတော့သွားတဲ့အချိန်မှာအဲ့မှာရဲရဲ့စစ်တပ်ကကျွန်တော်3လောက်ရတယ်ဒါအဲ့ဒီမျိုးသမီးကိုပြစ်ပလိုက်ပေါ့ပြစ်လိုက်တဲ့အချိန်မှာမျိုးသမီးအဖွားကြီး3ယောက်ပြီးရင်ကိုရင်ကောင်မျိုးသမီး1ယောက်ပြီးရင်ကလေးငယ်2ယောက်ကလေးငယ်2ယောက်ကတော့ကိုကြီးသေးတယ်ကိုရင်ကောင်မျိုးသမီးကတော့ကိုရင်ကောင်မျိုးသမီးကသူကဒီလိုဒီ2ယောက်မှန်ထားတာသူကတော့မသေးဘူးအဲ့ဒီအဖွားကြီး2ယောက်လည်းသေးတယ်အဲ့တော့ကျွန်တော်တို့ဖြစ်စဉ်တွေဖြစ်နေချိန်မှာကျွန်တော်တို့အပေါ်တင်ပြတာပေါ့တင်ပြချိန်မှာကောင်းပြီမလို့ရတယ်အပြည့်ပြည့်ထားကြလိုက်ပေါ့နော်အဲ့ကျွန်တော်ညနေခင်း9နာရီလောက်တော့ကျွန်တော်တို့မနေ့ကထွက်လာတယ်လို့အဲ့တော့တိုင်းသားရွာလေးကိုပြန်ကြတာပေါ့ပြန်သွားရောအဲ့တော့လည်းတိုင်ထားလိုက်တယ်ထားပြီးတော့နောက်ဒီမနေ့ကြောက်တယ်ကျွန်တော်တို့မနေ့ကကအချိန်ပဲပြန်လှုပ်တယ်ကျွန်တော်တို့သွားမလို့အဲ့တော့သွားပြီးတော့ယူလို့ပြုတ်လိုက်ခိုင်းလာပါပဲတကယ်လို့မတည်သေးရင်လည်းမတည်သေးတဲ့လူနာရှိလို့ရှိတယ်တခါတည်အောင်လာရှင်းပလိုက်အဲ့ဒါရအောင်ထပ်ပေါ်သေးတယ်တကယ်လို့မတွေ့တော့ဘူးပါဘူးဆိုတော့လိုက်ရှာကြည့်ဒီလောင်းတွေဒီလူနာတွေမှာထားတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုယူဟာကျွန်တော်တို့အဲ့လိုအောက်ရှိကိုကျွန်တော်ခိုင်းတာပေါ့အောက်ရှိတာဖွင့်ဖို့အဲ့ဒါကျွန်တော်မနေ့ကပါတော့ဟိုမနေ့ကညနေကမနေ့ပိုင်းချိန်ပဲဒီတိုင်းကိုကျွန်တော်ထွက်သွားတယ်သွားတော့အဲ့လိုကျွန်တော်သွားရှိမှာတော့ညခင်းကျတော့ဒုညမျိုးသားတွေပါလေသူတို့မျိုးမျိုးတွေညညကိုပြန်လာတာကိုစစ်တက်ကမရှိရကြတော့အဲ့ကျွန်တော်လာတဲ့အချိန်ရောအတန်ကကြားတဲ့ကြောက်သူပြန်ပြေးကုန်တော့အဲ့တော်တဲ့ကိုပြန်ပြေးကုန်အဲ့ဆွမ်းအဖွားကြီးတွေကြံတယ်5-6အောင်နဲ့အဲ့တေးနဲ့အလောင်းတွေသူအဲ့နာတဲလေးတဲ့ကိုအဲ့အိမ်ကဆွမ်းလို့အိမ်ကိုကျွန်တော်တို့ကဆွမ်းလို့အိမ်အဲ့မှာသူတို့နောက်ခေးပါကျွန်တော်တင်ထားကြတယ်အဲ့မှာအဖွားကြီး2ယောက်အလောင်းရယ်ဆွမ်းအမျိုးသမီး1ယောက်အလောင်းရယ်အမျိုးသမီး2ယောက်အလောင်းပေါ့တေးနေတယ်ပြီးရင်ကလေး2ယောက်9ယောက်အလောင်း9လောင်းပေါ့ပြီးရင်ဒီကိုယ်ကောင်အမျိုးသမီး1ယောက်ကလည်းမသိဘူးသူကဒီရင်အောင်တော့သူ့ရဲ့ဒီမျိုးကထိထားတာပတ်တီးကစီးသူ့လိုစီးပဲကူပေးထားတယ်အဲ့မှာစီးပတ်တီးပဲစီးထားတော့တွေ့တယ်ကျွန်တော်တို့အဲ့ဒါနဲ့ပြီးရကျွန်တော်အားရဒီအဲ့ရအဖွားကြီးကိုခေါ်တယ်နောက်မှနေတာအဲ့ဒီညာမျိုးသမီးတွေကိုကလေးရောပြင်ခေါ်ပြီးတော့အဲ့နဲ့ကျွန်တော်တို့အဲ့လိုသွားတဲ့အချိန်မှာလဲလမ်းမှာအဲ့ဒီနေရာကိုမရောက်ခင်ပါတော့အဖိုးကြီးတယောက်ကိုညာအဖိုးကြီးတယောက်ကိုချိန်မှာကျွန်တော်တို့ပလီကြီးမှာပထမတွေ့ခဲ့တဲ့ပလီကြီးမှာအဲ့ပလီအဲ့နေရာကိုမရောက်ခင်မှာကျွန်တော်ပလီနားမှာညာလူသားကြီးတယောက်တွေ့တယ်ဟိုအသက်60ဝန်းကျင်လောက်ဖိုးကြီးအဲ့သူ့ကိုတွေ့ချင်မှာလဲသူ့ကိုခေါ်လာတယ်ခေါ်လာပြီးတာနဲ့အစွမ်းကကျွန်တော်ဒီမနေ့ကကျွန်တော်လောင်းနေရှိမဲ့ရွာနာကိုမရောက်ခင်လေးမှာဒီရွာမရောက်ခင်တစ်ဖောင်သုံးဖောင်လောက်အဲ့ဖိုးကြီးကိုအဲ့လေခွင်းထဲမှာကြိုက်ဖိုးကြီးအဲ့လေခွင်းလေးကကျွန်တော်ကသိမ်းပုံပေးရကျွန်တော်စပားပင်လေးပေါ့စပားတွေကမှဲ့သေးဘူးကျွန်တော်နှာလေးတော့လည်းထွက်နေပေါ့အဲ့ဒါနဲ့အဲ့စပားတို့လည်းပြစ်ချခဲ့တယ်အဲ့လူညာဖိုးကြီးကိုညကျွန်တော်ဆက်လာတယ်လာတဲ့အချိန်မှာကျွန်တော်မနေ့ကပြစ်ထားတဲ့ရွာကိုရောက်ပြီဟောတော့အဲ့ဒီရွာကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်ကျွန်တော်လောင်းနေပေါ့အဲ့လောင်းနေကောင်းပြီနောက်တော့မျိုးကပြုတ်လိုက်ကျွန်တော်ပြူဟာမိတ်ပြီးဟုတ်ပြီကျွန်တော်လမ်းမှာလဲကျွန်တော်လူညာဖိုးကြီးတယောက်ကျွန်တော်မတင်ငါတို့ပြစ်ခဲ့သေးတယ်ပေါ့ကောင်းတယ်ပြစ်လိုက်မပြစ်လားမမှားဘူးပေါ့နော်ကိုယ်လည်းအန်ရဖြစ်ဖို့လိုတယ်ပေါ့ပြူဟာအတိုင်းကျွန်တော်ပြီးတော့ပြုတ်လို့ရှိရင်ဒီမှာရှိတဲ့ဒီကောင်မတရားတယောက်ရှိတယ်ပေါ့မတရားမျိုးကြီးဟုတ်ပြီသူ့ကိုလည်းငါမလေးကမှာထားတဲ့အတိုင်းဒါအပြတ်ရှင်းပလိုက်အဲ့မတရားတဲ့မျိုးကြီးတယောက်ကိုအဲ့ပြူဟာပြောတာပြူဟာအမိတ်ပြီးတာအဲ့ရှင်းပလိုက်ရှင်းပြီးတာနဲ့အဖိုးကြီးကိုလည်းတို့ညာဖိုးကြီးကိုသွားပြန်ခေါ်ပြီးတယ်
တိတ်တော့မခွေးကျွန်တော်တဖောင်းလောက်ခွေးတာ哦သူ့သွားပြန်ခေါ်အလောင်းပြန်တည်သိရတယ်သူတို့လည်းရောပြီးတော့ပြုတ်ခဲ့ပေါ့နော်ကျင်းနေပါပဲလို့အစီအစဉ်လို့ကျင်းအောင်တစ်ကျင်းလုံးကြီးကြည့်ပြီးလိုက်ရောကပြုတ်လိုက်ပေါ့အဲ့လိုမိတ်ပြီးအဲ့ဒါနဲ့အဲ့ဆံပြီးကျွန်တော်ဟိုကောင်းပြီတဲ့မင်းစိကျွန်တော်ကလည်းအချိန်ပါဒီဟိုတက်ပြောင်းအောင်ကြာနေပြီကျွန်တော်ကဒီဟိုရောက်ယူတန်မှုတ်ယူကျွန်တော်ပြောင်းရတော့မှာဒါနဲ့လည်းလမ်းကြောင်းတွေပိတ်နေကျွန်တော်တိုင်းရင်းကိုပြန်ဖုတ်နိုင်ပြီဖုတ်နိုင်ပြီးတော့မြင်ရတဲ့ဒီအလောင်းတွေပြုတ်ဖို့တဲ့နေ့စဉ်ထားတဲ့အောက်ဒီမှာရှိတဲ့10ရောက်လောက်တယ်ပေါ့နော်ဒီဟိုနောက်မှာပြတ်ခဲ့သူရဖိုးယူဘာပြန်တည်ပဲပေါ့ဒီနေ့ဖွဲ့ရသူသွားကြတယ်သူသွားတာ15တော့ပါတော့မှာပေါ့လိုရေးတဲ့အဲ့တော့ကျွန်တော်တို့အဲ့မှာကြည့်တဲ့ဒူခိုင်းထားတယ်ကျွန်တော်ပါတဲ့စစ်တီတွေပေါ့တူးကြတယ်တူးနေအဲ့နဲ့တို့ပြန်လာပြီအဲ့တော့အဲ့နဲ့ဒီမှာတယောက်ကဒီမူထဲမှာခြာထားတယ်မျိုးမျိုးတည်သေးတယ်မျိုးမျိုးအဲ့နဲ့ကျွန်တော်သွားကြည့်အဲ့ဒီကျွန်တော်လက်ကားနဲ့ဘာမှမလုပ်ဘူးကျွန်တော်တို့ဒီမှာသားကနားမလဲဘူးကလည်းကနားမလဲဘူးအဲ့နဲ့ကျွန်တော်သွားပြီးတော့တောက်ခွင့်ကြီးသွားတယ်ဟာလို့ဘိုးကြီးတို့ဒီမှာဒီအုံမျိုးကြီးတော့မတည်ဘူးလို့ဟိုမှာလို့ဟိုမှာဒီကူထဲမှာလို့ကျွန်တော်အချိန်ထုတ်ကျွန်တော်ရွှေ့လိုက်မယ်နေတာပူတယ်လို့ကျွန်တော်တို့ကဒီအလောင်းတွေကိုကျွန်တော်ဘယ်လိုဘာကြောင့်လဲဆိုတော့သူကအဲ့ဒီတော့ရွှေ့ထားတာကိုကျွန်တော်ညတညပြန်တဲ့အချိန်မှာပြီးရင်ကျွန်တော်တို့ကပြန်ဓာတ်ပုံပြန်ရိုက်ပါရိုက်တဲ့ချိန်မှာအဲ့သူတို့ပထမနေ့ကပြည်ထားတဲ့နေရာမှာပဲအဲ့အလောင်းတွေပြန်ချခိုင်းပြီးတော့ဓာတ်ပုံပြန်ရိုက်တာပြီးတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့အဲ့ဒီလိုဓာတ်ပုံရိုက်တာသူ့နဲ့ပြန်ချထားတာပေါ့ပြီးတော့ဒီမျိုးသီးကိုလည်းဒီလိုပြန်ချထားတယ်သူပထမဦးလဲနေတဲ့နေရာမှာအဲ့ဒါနဲ့ထူသွားအဲ့နဲ့ဒါမှမဟုတ်လေခင်ဗျအဲ့လိုအထက်ကိုပြန်ရွှေ့လိုက်တဲ့အဟိဘက်ကိုအဲ့ကျွန်တော်ကောင်းလေးတွေခေါ်ရမှာမကောင်းဒီမျိုးမျိုးပါလေအဲ့ကျွန်တော်ကတဲ့ပါငါမိပါညာပေါ့နော်သူတို့ကလားလို့တွေ့ကြလို့ခေါ်တော့ပေါ့နော်ကျွန်တော်နန်းဒီပါကျွန်တော်ဖြာလေးပေးပါပေါ့ဘိုက်ဖြာလေးပေးတယ်အဖွားကြီးယောက်ကအဲ့ကောင်းတုံးပေးတယ်ချပြီးတော့ဘာကြီးအဖွားကြီးရှေ့မောင်းထုတ်တယ်အကုန်လုံးနဲ့အဲ့ကျန်တဲ့ရဲဘော်လေးရှေ့ကိုမောင်းထုတ်ပြတယ်ဟောအေးရှေ့ရောက်သွားပြီအဲ့မျိုးမျိုးဖြောကကျွန်တော်မလုပ်ဘူးကျွန်တော်မလုပ်နိုင်ဘူးအခါကျွန်တော်မိတ်ပေးတာကျွန်တော်မလုပ်နိုင်ဘူးအဲ့လိုဟာပဲလို့အမေကမနာကဦးတက်လို့ကျွန်တော်လုံးနိုင်ဘူးအဲ့ဟာကွာတဲ့မင်းကမျက်စိလုံးခိုင်းနေလေကွာတဲ့ဒူတိုင်ကွာမျက်စိလုံးခိုင်းနေကွာကျန်မျက်စိလုံးခိုင်းတော့လေတဲ့ကျွန်တော်လည်းငကိုလေးကမလုပ်ချင်တာလည်းပါတယ်ပြီးကျွန်တော်တက်ပြောင်းခံပြီးဖို့လို့ကျွန်တော်တောင်းချောင်ထက်တယ်လည်းမဟုတ်ဘူးကျွန်တော်ကလုပ်ချင်ဒီစိတ်ကုန်တာကြာကြီးလုပ်အဲ့လိုလည်းမလုပ်ချင်အဲ့နဲ့ဟုတ်ရခဲပါလို့ခေါ်တယ်အဲ့ကောင်နာမည်ခဲပါကျွန်တော်ချမယ်ရှင်းလိုက်ကွာသူတို့တယောက်ခဲပါနေတော့တယောက်ရက်ရှိတော့ကောင်းတယ်ပဲရေပေါ်ပဲလည်းပြေးရကောင်းတယ်တယ်လို့ပြီးဟောချောက်တဲ့ကိုင်ညနေလွှမ်းနေပါဘယ်လိုမျိုးအဲ့နဲ့ဒီကားပြီးဒီကားကြီးပေါ့ဒီကားအချိန်မှာသူ့ပါအဲ့အလောင်းကရုံးပြီးပါအဲ့ဆွမ်းနာယူလာတဲ့ဟိုညာဖိုးကြီးရဲ့သူ့ရဲ့ကလေးနှစ်ယောက်ရဲ့၄ယောက်ပေါ့၄ယောက်ကိုတော့တချင်းပေါင်းပြီးကြီးညာကျဲကြီးရောက်သွားလို့နောက်ပြီးမှကျွန်တော်တို့အိမ်နဲ့ဆိုအမကြီးကတော့ရှင်တော့ပြီး150လောက်ရှိမယ်အခမကြီးသူတို့အိမ်နဲ့ဒီဟိုနဲ့နောက်ကလေခွန်းတစ်ခွန်းအကျုံပါပေါ့အမမြို့တယ်ဟိုကျန်တဲ့မျိုးပြီးလောင်းတွေလည်းရောပြုတ်လာပါဆိုလို့လက်ချင်းတူးပြီးမှအဲဒီပြပြီးဆိုထည့်ပြုတ်လိုက်ပြုတ်ပြီးတာနဲ့ညနေကျတော့ကျွန်တော်ပုံမှန်တိုင်းပဲ၄တိုင်ခန်းတော့ကျွန်တော်ပြန်ပြီအဲဒီတော့ပြုတ်ထားခဲ့ခိုင်းတယ်ကျွန်တော်တို့ပြန်သွားတယ်အဲဒီသူတို့ကထက်ကကျသူပြန်ပြီးတော့ဘာဖြစ်လို့အဖြစ်မဲ့တဲ့သူကပေါ်ချူးပေါ်ကြီးပုံမှန်တယ်နော်အဖြစ်မဲ့တဲ့ဒီကလေးတွေကိုမိမတွေကိုဘာလို့မလို့ကတန်းထားတယ်ဟုတ်ပါတယ်ကွာကျွန်တော်တို့ကတကားပြတာဟုတ်ပါဘူးကျွန်တော်တို့ယူကားပြီးတော့တစ်ဖက်နဲ့ဒီလိုပြန်ပြောပါတော့ကျွန်တော်တို့အဲဓာတ်နဲ့လှန်နဲ့အိန္ဒိယထွက်ပြီးတော့ခုခံလို့ကျွန်တော်ပြရချင်းဖြစ်ပါတယ်အားဖြင့်ကောင်းပြီအဲ့ဒီလောင်းတို့ပြန်ခေါ်မယ်လို့နောက်နေပါလေပြန်ခေါ်ပြီးတော့သူတို့ပထမဦးသေတဲ့နေရာမှာပြန်ထားပြီးတာနဲ့သူတို့လက်ထဲမှာဓာတ်လို့လှန်လို့ချယူတတ်ဖို့ရချပြီးတော့ Viber နဲ့ပြန်ဖို့ပြီးတို့တတ်မအောင်အပြူမှုကကျွန်တော်အဲ့လိုအစ်ပြန်လောက်ခိုင်းကြအောင်အလောင်းနေရာမှာအနံ့နဲ့ထွက်နေတယ်ဟောဖြစ်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့နောက်နေမနေ့မှာသွားတော့ကိုယ်တော်ဟောဖြစ်ကြမလို့ပေါ်ရမလို့သူတို့ညာဖွဲ့ရသူတို့မွတ်စလင်လိုပြုတ်ဖို့လည်းသူတို့လည်းပေါ်ထားပြီကျွန်တော်တော့လည်းအဲ့တို့ကအမျိုးသားတွေအောင်မရှိဘူးပြန်ပြေးကုန်တော်တယ်အလောင်းနေတိုင်းဟိုတရားပါပဲအဲ့ဟိုအလောင်းတွေပြန်ယူကျွန်တော်တို့ကသူတို့မနေ့ကထားရအတိုင်းပဲယူရတဲ့သူတို့လက်ထဲမှာကျွန်တော်တို့ဒီအဲ့ချိန်မှာတော့ဒီအမျိုးသမီးတွေပါတယ်ဒီအဖိုးကြီးတို့ရိုက်လို့မရဘူးဖိုးကြီးတို့လည်းခုနကပြထားတဲ့အဖိုးကြီးကိုဟိုတို့ညာဖိုးကြီးအဲ့တို့ညာဖိုးကြီးထောင်းတော့တို့တက်ပုံနဲ့မရိုက်ဘူးအဲ့ဒီကျန်တဲ့အလောင်းတွေယူလို့ဒီမှာကျွမ်းမလိုက်ရှာတယ်လန်တို့ဓာတ်တို့ပေါ့တွေ့တာတော့အကိုင်ကချို့ငရုပ်ခွက်ပေါ့အဲ့ရုပ်ရပြတ်တယ်ဟိုကျွန်တော်စစ်သားတွေကိုနောက်ပြရနေတော့အဲ့ခွက်တွေပေါ့အဲ့လိုပြောပြီးမှဟိုရိုက်တယ်ပါနဲ့တို့ပို့ပေးတယ်အဲ့ဟောတာကယူပြန်တင်တာကိုကျွန်တော်တို့ဒီလိုပဲလုပ်လို့ပေါ့ကျွန်တော်တို့ဒီဖြစ်မဲ့မျိုးမျိုးပြရဖြစ်ပါတယ်ဆိုတော့ရောင်းပြချက်ပေါ့အဲ့လိုကျွန်တော်တို့နောက်နေကြတော့အော်တို့ပြရပြန်လုပ်တယ်ကျွန်တော်တို့ပြန်ခေါ်ရဟိုအဲ့တို့ညာရောက်ပြန်သွားတာပေါ့နောက်လေးမနေ့မှာအဲ့နောက်နေ့ကျကျွန်တော်တို့ဟောဖြစ်တော့အဲ့ဒါမထူးဆိုကျွန်တော်တို့အဲ့ဘဲကိုလို့ကြီးကန်းပြင်ထားကြစကောင်းကျွန်တော်တို့ရောက်တော့ပြန်ပြီးတော့စောက်ခေါ်တာပေါ့အဲ့ကျွန်တော်တို့လည်းပြန်ပါစီချောင်းပြန်ပေါအောင်ကျွန်တော်တို့ဟိုတိုင်းရောကျွန်တော်စိတ်ကုန်လာကြပြီကျွန်တော်ပထမဦးလို့ကျွန်တော်အမှန်တမ်းပြောရတော့တက်ထက်ကျွန်တော်ဝင်တော့လည်းကိုယ်စိတ်ကိုကျွန်တော်ဝင်လာခဲ့တာကျွန်တော်တအားပြောတယ်ပထမစစ်တဲ့ကျွန်တော်10နှစ်လောက်ကျွန်တော်တအားပြောတယ်အဲ့လိုပထမဦးကျွန်တော်မိခင်တိုင်ရင်တပတ်တည်းရတယ်ပုတ်ဘူးဒီမှာကျွန်တော်
ခလာငါးနှစ်ပေါ့ကိုယ်ကကျွန်တော်9နှစ်ကြာတယ်အဲ့တော့ထားဆောင်အဲ့ကျွန်တော်ပြီးတော့ခလာနှစ်ကုန်လည်းမင်းတက်အဲ့မှာကျွန်တော်9နှစ်ကြာတယ်အဲ့ဒီကတော့ဒီကောင်ကျွန်တော်ပြောင်းသွားတယ်အဲ့ဒီခိုင်းမှာကျွန်တော်9နှစ်လောက်ပေါ့ကျွန်တော်နေတာပေါ့နော်2000မှာကျွန်တော်ပြောင်းတယ်2000 2004လောက်မှာကျွန်တော်ဖြေးနေစိတ်ကုန်လာတယ်ပြီးတော့အဲ့မှာကျွန်တော်ရဲဘော်တွေပေါ့အဲ့ရောက်တယ်ဘောင်းဆိုကျွန်တော်မင်းရတယ်အကျက်တွေကိုနွားတွေကိုစိတ်တွေကိုကိုပစ္စည်းကြတာအဲ့မှာအဲ့လိုကြတော့အနိုင်ချင်းပတ်စံတွေတော့အဲ့မှာကျွန်တော်စိတ်ပြတ်သွားတယ်ပြီးတိုင်ရင်ကလည်းတိုင်ရံပုံကြီးကလည်းဒီလိုပဲတိုင်ခုကိုတိုင်ကလည်းစဘာတွေလဲလေးရှမ်းတွေအဲ့တွင်ကြရဲ့ပိုင်ဆိုင်တဲ့ဟိုအကုန်သူသိမ်းထားတာပြီးနောက်ဆုံးသူတို့ဝါခုတ်တာဆောက်ဝါခုတ်တဲ့အခုအခါထောင်းတယ်ပြီးသေးဖုတ်တယ်ကျွန်တော်တို့ကြာဆိုခုတ်တယ်ပြီးသေးဖုတ်ချင်းတနေ့ကိုဘယ်တော့တွင်းတစ်လောက်ဒါကြီးပေါ့မင်းတို့အဲ့ဟိုစဘာတွေဟိုဖြစ်တယ်ကျွန်တော်တက်ကအဲ့ဟိုမှာသူတို့ကိုယ်ပိုင်စဘာတွေဘယ်နေကရှိဒီကရှိဒီကောက်ဘယ်တော့တနေ့ကိုဘယ်တော့သိရမလဲအေက10အေကဆိုဘယ်တော့သိရမလဲသူကအဲ့လိုတွေလူခေါ်မလဲအောက်ဆိုင်ချတာပေါ့ချပြီးတာနဲ့သူကအကုန်လုံးရရှိပြပြစားအမှလည်းကျွန်တော်ဖြေအဲ့စိတ်ကုန်လာတယ်ပေါ့နော်အဲ့လိုလူခေါ်လေသိမရှိတော့ဘူးအဲ့သူလုံးရက်တဲ့သဘောမကျအောင်အမှထွက်ပေါက်ချခဲ့တယ်ကျွန်တော်လုံးဝထွက်ပေါက်ကျွန်တော်မရခဲ့ဘူးကျွန်တော်ဖြေးဖြေးနဲ့အမှကျွန်တော်မရတော့ကျွန်တော်ဒီ2010ခုပေါ့2010ခုမှာကျွန်တော်ဒီရောက်ရုပ်တံပေါ့ဟိုဒီအထိုင်တက်ကိုပြောင်းလို့ပတ်စံမရှိပဲရှိနေအဲ့တော့အကုန်ရခံပြီးကျွန်တော်ရှူစားခြင်းနေလိုက်လေရှိပေါ့ကျွန်တော်12သိန်းကုန်တယ်ကျွန်တော်အဲ့ဒါပြီးပြီးမှကျွန်တော်ရန်ကုန်ပြောင်းတာဒီနောက်ရုပ်တံထိုင်တက်ကိုအဲ့ထိုင်တက်ကိုပြောင်းတဲ့အချိန်မှာလည်းကျွန်တော်ကတော့ရှင်းနေလာဆိုကျွန်တော်တော့အဲ့သူတို့ဒီရုံးမထားခံနေခေါ်တာပေါ့နော်သူတို့ဒီ group UC group ရှိတယ်သူတို့ group တွေဖွဲ့ထားတယ်ကျွန်တော်ကတော့အဲ့ဒီမှာသူတို့တွေကဝင်ပြီးတော့မတိုးပေါက်ဘူးပေါ့နော်မလုပ်နိုင်ဘူးပေါ့ကျွန်တော်ကကျွန်တော်ထွေထွေပေါ့ကျွန်တော်ညွှန်ရေးလုပ်တယ်ပြီးအာပီစာချင်းကျွန်တော်ခန့်ထားတာအာပီပေါ့နော်ကျွန်တော်မှဆိုင်ရင်လုပ်တယ်ကျွန်တော်အဲ့ဒီခေါင်းထဲမှာနောက်ရုပ်တံမှာပြီးကလေးကြောင်းလိုက်ပို့တယ်ပြီးကျန်တဲ့ဖရိတ်ပညာလုပ်တယ်ဘာလို့ကျွန်တော်နေတာပေါ့ဒီ2021အာနာသိတဲ့အချိန်ကျတော့ကျွန်တော်ညွှန်ရေးခေါ်တယ်အဲ့ဒီမြောင်းနဲ့ဒီခီးတယ်ပေါ့သူရန်ကုန်လာတယ်လာအချိန်မှာကျွန်တော်ကလိုက်ညွှန်ရေးလိုက်လုပ်ပေးရတယ်အဲ့လိုထဲမှာပြီးကျွန်တော်ပို့ပြီးမှအဲ့တိုက်ပွဲတွေဖြစ်ကြတော့ကာရုပ်ခေတာကျွန်တော်ဟိုပေါ့နော်အဲ့တနက်တွေလည်းပြစ်ကြတော့ဆန္ဒပြလို့မယ်ပြစ်ခိုင်းတယ်ပြစ်တဲ့အချိန်မှာကျွန်တော်ပြစ်ခိုင်းကျွန်တော်မပြစ်ဘူးဝေးဟိလန်ဝင်ကျွန်တော်စာမတိုင်းလည်းပြစ်ပြတဲ့ပုံမှာတိုက်ပုံမှာနဲ့ထားတယ်ကွာသူကအော်တော့ကျွန်တော်တို့ပုံမှာပြစ်နေပြီအော်တော့အဲ့ဒီကွာပဲပြစ်ထားကျွန်တော်စစ်ကောက်ကျွန်တော်တော့ကျွန်တော်မပြစ်ဘူးပြစ်တော့ကျွန်တော်ကိုလည်းရောက်ချက်ချင်းကျွန်တော်ထုထောင်းပြီးကျွန်တော်ချုံနဲ့ကောက်တယ်နှစ်ပတ်ထည့်တာကျွန်တော်တို့ဒီဟွာတော့နောက်ရုပ်တန်းကျွန်တော်တတ်မှုကဟောသူ့ကိုဝီတူတာတော့ခိုင်သားပဲတိုင်းသားပဲသူလည်းကျွန်တော်ထိုးချိန်ရိုက်နေပြီကျွန်တော်စုံကန်းတစ်ပတ်ထည့်ထားတယ်မင်းဟိုလေလာတယ်ဆေးဖြတ်လည်းဖြတ်ပြားကျွန်တော်လုပ်ချင်တယ်မရှိတော့လုပ်ချင်ဘူးကျွန်တော်မလုပ်ဘူးလူကျွန်တော်ထည့်လိုက်တာအဲ့ဒါနဲ့ကျွန်တော်နောက်တစ်လောက်အနေသိမကြပါဘူးကျွန်တော်ဒီဟောပညာရေးစနစ်ကျိုင်းလို့တက်ပြောင်းပို့ရကျွန်တော်အမှန်ကျွန်တော်တက်ပြောင်းပါသွားတာအဲ့တော့မှဟိုရောက်တော့မှကျွန်တော်ထွက်ပေါက်ရတော့မှဘက်ကိုထွက်လာတဲ့စီပြန်ဘက်ကိုကျွန်တော်ဒူးကြတော့အားလုံးလုပ်လဲဆိုလို့လဲကျွန်တော်အထင်ပြောမယ်တော့တက်မဲ့အနိုင်ကျင့်တာပေါ့နော်တက်မဲ့အနိုင်ကျင့်တာပဲကျွန်တော်မြင်တယ်ဘာကျွန်တော်ဘေးမှာဆိုထိုးရရွာရေးတစ်ခနဲ့တို့ကျွန်တော်ဘူးချောင်းတို့ကျွန်တော်ဒီပေါ့နော်စင်သေးရွာတို့ကျွန်တော်တို့တက်ရဲ့ area ပေါ့နော်တောင်ကစားအပိုင်ပေါ့တောင်ကစားတို့ပေါ့အဲ့ဒီမှာအကုန်လုံးရခိုင်ရွာတောင်ကစားရွာမှာရခိုင်ရွာတစ်ခုပဲရှိတယ်ကျန်တာကတော့ကျွန်တော်ဒုံညာရွာတွေကြီးပဲအဲ့ဒီမှာဆိုကျွန်တော်တို့အဲ့ကျွေးရွာတွေကျွန်တော်အခုရဲဘော်တွေလည်းအဲ့ကလိုက်ခိုးတာပဲကျွန်တော်ညဘက်မိုးလေးမဲ့ဆိုပို့ဆိုးတယ်ကျွန်တော်ဖားရိုက်တာပေါ့ဖားရိုက်တာမှုဒီကောင်တွေကအဲ့ဒီဖားတွေကလည်းရခိုင်ရွာရှိတဲ့ဖားတွေဘယ်လိုဖားလဲတော့မသိဘူးဗျာချောင်းထဲမှာမနေဘူးလေခုနဲ့မနေဘူးအဲ့ဒုံညာအေးအောက်တွေမှာများတယ်ဖားတွေကလည်းတို့အရင်ချိလိုက်ချင်းအိမ်တွေကိုအဲ့ဖားလိုက်ရှာကျန်တဲ့အဲ့လေခွန်းမှာမရှိဘူးဖားကျွန်တော်တို့ဖားသားမစားပါဘူးစားလည်းပြောပြလည်းမရိုက်ဘူးအဲ့ဖားလိုက်ရိုက်ရင်အဲ့ဒုံညာရဲ့ချိလိုက်ချင်းအိမ်အောက်တွေမှာပတ်ပြီးတာများတယ်ဖားတွေကအဲ့တော့စစ်သားများလည်းအကြိုက်ကိုအဖားမရိုက်တော့သူ့ရဲ့ကြက်ဒီဘဲတွေကိုခိုးကြတာစိတ်တွေပါအဲ့ဒါဟဲရောက်လာထူထောင်အဲ့လိုက်ရောင်းမှဘူးလေအဲ့ဒီဖားမလို့တော့ဘူးတော့ဆိုတော့နွားတွေကဆွဲတာကိုနွားတွေကြတဲ့ခက်တွေနေပေါ်ပြီးတာနဲ့အဲ့ထဲမှာလေရောင်းအဲ့လိုလည်းငိုင်းကြုံရတယ်အဲ့ကျွန်တော်တွေကကရတာမတည့်ဘူးအဲ့ကျွန်တော်တို့တော့လူခုံလေဒီတက်အေဒီကအပြင်ထွက်ဒုံညာမြင်းနေတော့မျက်နှာပေးနေကျွန်တော်တို့ပြောထားပြီးသားမျက်နှာပေးနေမင်းတို့ထူးစင်းထူးရိုက်စီရိုက်မချင်းနဲ့မြင်းမတော်ဆွဲခေါ်လာခဲ့အိမ်မျိုးပတ်စံမတောင်းနဲ့အဲ့သူကတောင်းလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့လေသူတို့ပဲသူတို့ကြိတ်မယ်သူတို့ကြီးခေါ်လာခဲ့အဲ့သူတို့ရေးကိုဖတ်စားပြီးတော့အဲ့သူတို့ဟောပြပြီးတော့သူတို့ကသိမလို့လားမနောက်မနေ့သိ10သိန်း15သိန်းအဲ့သူတို့ယူလို့ရေးသွားတာအဲ့သူအလုံးလုံးကျွန်တော်မှားထားတယ်အချို့ကြောင့်လည်းလူခုံလည်းကျွန်တော်တို့အခြားတဲ့ဘုရားလည်းကြက်ဘုရားကိုကြက်လို့ပဲပေါ့ကြက်ပြီးနောက်လည်းခြားထားတယ်ပေါ့ခြားပြီးစားတော့တယ်တချို့ကြောင့်လည်းသူတို့ကြီးပဲပေးတော့မလဲသူတို့ရောက်ပိုင်းကိုရှိမရဘူးလေအဲ့လိုလည်းလုံစားနေတယ်အများကြီးပဲအများပဲဆိုရင်သွားပြီးတော့ဘယ်ကအချို့ကြောင့်လည်းခေါ်ရကျွန်တော်မှန်ဘူးကားဆရာကြီးကျွန်တော်တော့အကျွေးရကြရှိတယ်ကျွန်တော်10သိန်းရောက်ရှိတယ်ကျွန်တော်ဆရာကြီးကိုတိုးပေးမယ်ကျွန်တော်တောင်းပေးကျွန်တော်ပြီးကျွန်တော်စပါးဘယ်နှတောင်းပါလဲစပါးတောင်း90လောက်ရောက်ရှိတယ်3သိန်းလောက်ရှိပြီကျွန်တော်စပါးတွေမရသေးဘူးအဲစပါးရလို့ရှိရင်ကျွန်တော်ကျိန်းဘယ်လောက်ကျွန်တော်အဲ့လိုလဲကျွန်တော်ဘယ်လိုခေါ်မလဲရွာတွေကလာပြီးအခုလည်းတောင်းတဲ့ဖွဲ့ရှိတာပါတို့ကြလည်းချားနေလို့လှုပ်ရှားနေလူတွေအများကြီးပဲအဲသွားပြီးတော့အပြင်မှာလှုပ်ရှားနေကြတဲ့ဖွဲ့တွေအဲသွားတောင်းနေညရဲ့တရားတော့ဖွဲ့အချို့ကြောင့်လည်းပါဟိုဘက်ကလာတယ်ဟိုနော်ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကတော့ဘာမှအထောက်အထားမရှိဘဲလာနေတဲ့လူတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဒီကောင်းကြောင်းတာမကြားသေးဘူးအဲလာနေတာဒီမှာသူ့သွားဖမ်းသူတောင်း
စိတ်30ရက်40ရက်50ရက်ပေါ့ပြီးသူပြောပြတဲ့အလူလည်းပါဘိုးလည်းတော့ပေးလိုက်လှူစားလို့အများကြီးတဲ့အမှန်လှူစားနေကြတာသူကလည်းလှူစားနေကြတာအဲ့ဒါလည်းအများကြီးပဲကြုံမှုတာပေါ့နော်